အားလုံးပဲ welcome back ကျွန်တော်နာမည်ကတော့ DRG ပဲပါခုနောက်ပိုင်းကျွန်တော်ဘာလို့ပျောက်သွားလဲဆိုတော့ကျွန်တော်ပြောပြပါမယ်မပြောပြခင်ကျွန်တော်အရင်ဗီဒီယိုကကျွန်တော်ကိုအားပေးခဲ့တဲ့ subscriber တွေရော like ပေးခဲ့တဲ့သူတွေရောအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပျောက်သွားတဲ့အကြောင်းလေးတွေကိုကျွန်တော်ပြောပါမယ်ဆိုတော့ကျွန်တော်ဘာလို့ပျောက်သွားလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာငလျင်ကြီးလောက်ရတယ်ပေါ့နော်ဆိုတော့တော်တော်ဆိုးရလို့နဲ့ငလျင်ကြီးပါဗျဒါမဲ့ကျွန်တော်ကတော့ကံကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ငလျင်ဗဟိုချက်မှာနေတဲ့သူတွေကတော့အတော့ကန်ဆိုးခဲ့ကြပါတယ်ဆိုတော့အားကြောင့်မလို့သူများတွေကဝမ်းနေတဲ့အချိန်မှာကျွန်တော်ကဒီတိုင်းကြီးလည်းမလုပ်ချင်ဘူးလေဗျာအားကြောင့်မလို့ကျွန်တော်နည်းနည်းပျောက်ပေးလိုက်တာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်စကားအဲ့လောက်ပြောပြမှာမဟုတ်ဘူးအဲ့အတွက်လည်းတောင်းပန်ပါတယ်နောက်ဗီဒီယိုလောက်ကြာမှာပဲကျွန်တော်စကားကောင်းကောင်းပြောပါမယ်ဒီနေ့ဗီဒီယိုတော့လှုပ်တင်တာလေးလှုပ်သွားပြီးတော့နောက် episode လောက်ကြာလို့ရှိရင်တော့ကောင်းကောင်းလေးပြပါမယ်ပြီးတော့ by the way ကျွန်တော်ရဲ့ဒါကျွန်တော် interior တွေအကုန်လုပ်သွားပြီပေါ့နော်ဒီမှာကျွန်တော်ရဲ့ဒါက living room နဲ့အခန်းထဲကနည်းနည်းလေးဒီဟိုးစားလေးပဲခြားတာပေါ့နော်ဒီမှာဒါလေးပဲခြားတာဒါကတော့ကျွန်တော်အိမ်ရအဲ့လောက်လဲတိတ်ပြီးတော့ထူးခြားမှာဒီအပေါ်ကတော့ကျွန်တော်လင်းအောင် soft ထည့်ဖို့ဆိုပြီးတော့ဒါမဲ့လိုက်ရှာလို့မတွေ့ဘူးဆိုတော့နောက်မှပဲထည့်ပါမယ်နော်ဒါကတော့ကျွန်တော်ရဲ့ living room yeah it's kind of cool ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ထိုင်လို့ရတာပေါ့နော်ဒီမှာကျတော့ကျွန်တော်ရဲ့under chat ထည့်ထားတယ်ဒါကကျတော့တော်ကြိုက်လို့ကျွန်တော်ထည့်ထားတာဗာလဲဒါ crafting တွေပဲ crafting ဗာလဲမသိဘူးအဲ့ဒါကိုကျွန်တော်လုပ်ထားတာဒါတော့ဒီတိုင်းပဲပြောဆိုဗီဒီယိုပုံစံမျိုးလေးလုပ်ထားတာဒါကတော့အဲ့ရာကတော့နှစ်ခုရှိတယ်ဆိုတော့ yeah ဒါကတော့ဒီဘိုင်ညာရေးထည့်ဖို့ပေါ့နော်ဆိုတော့ဒီမှာလဲ painting တွေထည့်ထားတယ် yeah ဟုတ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဘာလုပ်သွားမလဲဆိုတော့ကျွန်တော်ရဲ့အဓိက main building ဖြစ်တဲ့ Fisherman City ကိုကျွန်တော်တို့ရဲ့အိမ်ရှိမှာစောက်သွားမှာဖြစ်ပါတယ်ဆိုတော့ yeah building လေးကိုစောက်လိုက်ကြအောင် let's go yeah အားလုံးပဲပြန်ကြိုးစားပါတယ်ဆိုတော့ကျွန်တော် resource ဆိုတာတွေတော့ပြမနေတော့ဘူးဆိုတော့ဒီဘက်မှာကကျွန်တော်ရဲ့အိမ်ဆိုတော့ဒီမှာကကျွန်တော်တို့စိတ်ကန်းဆောက်မှာပေါ့နော်ဆိုတော့ Fisherman City ဆိုတော့စိတ်ကန်းရှိမှရမှာဆိုတော့ဒီဘက်ကိုစိတ်ကန်းဆောက်မယ်စိတ်ကန်းဆောက်တဲ့ time lapse ကတော့ပြမယ်ဆိုတော့ yeah ဒီဟာလေးတွေကိုကျွန်တော် tough block ရယ် mossy cobblestone ရယ်ပြီးတော့တခြားလိုအပ်တဲ့ဟာလေးတွေလည်းကျွန်တော်သုံးနေပါတော့ဒီမှာဆိုရင်လည်း cobblestone လေးတွေလည်းကျွန်တော်သုံးနေဆိုတော့ yeah ကျွန်တော်တို့ဒီဗာလဲစိတ်ကန်းလေးစောက်ပြီးပြန်တွေ့မယ်ဆိုတော့စိတ်ကန်းလေးစောက်လိုက်ရအောင် let's goအားလုံးပဲပြန်လဲကြိုးစားပါတယ်ဆိုတော့ Thailand တဲမှာကျွန်တော်စိတ်ခန်းစောက်တာအကုန်လုံးမပြလိုက်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြင်းလို့ record မလုပ်လိုက်မိတာပါဆိုတော့ဒီမှာကျွန်တော်တော်တော်လေးကို terraform လုပ်လိုက်ရတယ်ပေါ့เนาะကျွန်တော်ဒီနေရာတွေလည်းကျွန်တော်ဖြိုပလိုက်တယ်ဒီဘက်တွေလည်းဖြိုပလိုက်တယ်ဒီဘက်မှာအိမ်တစ်ခုဆောက်ဖို့ဆိုပြီးတော့ဖြိုလိုက်တာပါဆိုတော့ဒီမှာဆိုရင်လည်းကျွန်တော် gradient တွေထည့်ထားတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့အကုန်လုံးခင်းသွားပြီပေါ့နော်ဒါမဲ့ဒီဘက်မှာပြမယ်ကျွန်တော်စိတ်ကန်းကိုနည်းလှလှပပလေးတော့စောက်ထားပါတယ်ဆိုတော့ဒါကကျွန်တော်ရဲ့ own idea ပါနော်ဆိုတော့ဒါကဒီမှာစိတ်ကန်းပေါ့နော်ဒါကဒီလေတွေရှိတဲ့နေရာပြီးလို့ရှိရင်ဒီမှာလေစီးလို့ရတယ်ဒီကနေပြီးတော့ဒီလိုမျိုးထွက်သွားမယ်ဆိုရင်ဒီမှာကြည့်ခဏရနာညခဏစောက် yeah ဒီမှာကြည့်လိုက်ဒီမှာပေါ့နော်ကျွန်တော်ရဲ့စိတ်ကန်းကဒီအောက်ဒီမှာလဲကျွန်တော်အာယွန်းပါးတွေပါထည့်ထားတာပေါ့နော်ကျွန်တော်မှာအာယွန်းနည်းနည်းပေါ်နေရတဲ့ yeah ပြီးတော့ဒီဘက်မှာကဒီလိုမျိုးအစင်းတက်နေရရှိရယ်ဒီဘက်မှာလည်းအစင်းတက်နေရရှိရယ်ဒီဘက်မှာကျတော့ကျွန်တော်တာဝါနှစ်ခုဆောက်ဖို့စီစဉ်ထားတာပေါ့နော်ဒီမှာတတိုင်းပြီးတော့ဒီထဲကိုဝင်လို့ရတဲ့အပေါက်ပုံစံမျိုးလေးဆောက်ဖို့စီစဉ်ထားရပေါ့ဒါမဲ့အခုထိတော့မဆောက်ကသေးပါဘူးဒါဆိုရင်လည်းအိမ်တဲ့အိမ်ဒီမှာပြမှာပေါ့နော်ကျွန်တော်ရဲ့အိမ်နေလျှောက်တွေပါထားရတယ်ပေါ့နော်ကျွန်တော်ပြောမစို့စောက်ဖို့အတွက်
နေရာတွေချထားတယ်ဒီမှာတအိမ်ဒီမှာတအိမ်ဒါကကြတော့ဟိုဘက်ဒီဘက်ရှိတဲ့အိမ် yeah ဟုတ်ပါတယ်ဆိုတော့ဒီဘက်ကဈေးဆိုင်ပုံစံမျိုးလေးပြီးတော့ဒီဘက်မှာတအိမ်ဟို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 မှာတအိမ်ပြီးတော့ဒီမှာတအိမ်ဒီမှာလည်းတအိမ်ဟိုမှာလည်းတအိမ်ဟိုမှာလည်းတအိမ်အဲ့ဘက်ကိုကျွန်တော်သွားပြမယ်ခဏဒါလေးကိုအရင်ဆုံးဆင်းလိုက်အောင်မယ်ဆိုတော့ဒီအိမ်ကပေါ့နော်နည်းနည်းထူးဆန်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရေဘက်ကိုထွက်ထားတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗာလဲအဲ့ဒါဗလဲဘိန်းအကြီးကြီးနဲ့လေရေတလက်ပုံစံမျိုးလုံးမှာပြီးတော့ဒီဘက်မှာတအိမ်ရှိတယ်ဒီအိမ်ကကြတော့ဒီမြို့တွေကနေထွက်ပြီးတော့ဟိုဘက်မှာဘရာဇီးရဲ့ပြောမှဆိုသူ့ရဲ့ base ပေါ့နော်အဲ့ဘက်ကိုလမ်းနေနဲ့ဆက်သွယ်ထားမှာဒီမှာတအိမ်ရှိမယ်ပြီးတော့ဒီကနေပြီးတော့ဒီမှာအပေါက်တစ်ခုလုံးမှာပေါ့နော်ပြီးတော့ဒီကနေပြီးတော့ဟိုးဘက်ကိုသွားပြီးတော့သူ့ရဲ့ base ကိုဆက်သွယ်မှာပေါ့နော် yeah ကျွန်တော်လုတ်တဲ့ဒီအိမ်ကိုလုတ်တာအဲ့အတွက်လုတ်ထားတာပါဆိုတော့ yeah ကျွန်တော်စောက်ကမာတွေလည်းတော်တော်များတယ်ပြီးတော့ဒီဗာလဲဒီနေရာကြီးကဘာလို့ခြံခဲ့လဲဆိုတော့ဒီကနေပြီးတော့ဟိုဘက်မှာကန်းရှိတယ်ဗျာဒီကန်းကိုဒီမျိုးတွေမကဘူးဟိုဘက်ပါဆက်မှာဆိုဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာကိုတရားလုပ်ဖို့အတွက်ကျွန်တော်ခြံခဲ့တာပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့စဉ်းစားလို့မရသေးဘူး yeah ပြီးတော့ဒီဘက်တွေရတော့ပုံမှန်တိုင်းပါပဲဆိုတော့ yeah ကျွန်တော်ဒီအိမ်တွေကိုလည်းကောင်းကောင်းလေးလုပ်ပေးထားတယ်ပြီးတော့ဒီနေရာတွေကျတော့ကျွန်တော်နည်းနည်းပြောမှဆိုရင်ကျွန်တော်လည်းမပြောတတ်တော့ဒီအိမ်ကိုရင်စောက်ကြမယ်ဆိုတော့ yeah ကျွန်တော်တို့လှုပ်ရှားရှိတာလေးအကုန်လုပ်ပါပြီဆိုတော့ကျွန်တော်ပြတာလေးလည်းအကုန်ပြပါပြီဆိုတော့ကျွန်တော်ဒီနေ့ရဲ့အဓိကတာဝန်ဖြစ်တဲ့အိမ်လေးတွေစောက်မှာဆိုတော့ဒီအိမ်ကိုကျွန်တော်အရင်ဆုံးမဆောက်ခင်ကျွန်တော်သူ့ရဲ့ gradient ကိုကြာတော့ကျွန်တော်ဒီ cobblestone ရေပြီးတော့ကျွန်တော်ပြမယ်နားခဏဒီ andesite ရေရောပြီးတော့ဗောနော်ကျွန်တော်မှာခဏလေးorder tough ဒီ tough နဲ့ပါသုံးပါဗောနော်တခါလေဟိုဥစားဖြစ်နေရင်လည်းကျွန်တော်ဗာလဲobsidian မဟုတ် dislike ပါတခါလေထည့်သုံးပါဗောနော်ဆိုတော့ဒီ veil လေးစောက်လိုက်ပါအောင်မယ်စောက်တဲ့ timeless လေးကြည့်လိုက်ရအောင် let's go ဆိုတော့ကျွန်တော်တို့အိမ်မဆောက်ခင်လေးရင်တော့ bro တို့ကျွန်တော်ရဲ့neighborhood ဖြစ်တဲ့ Brazil ရဲ့အိမ်ကိုအရင်ဆုံးလိုက်ပြမှာပေါ့နော်သူ့ရဲ့ building style ကိုကျွန်တော်တော်ကြိုက်တာဗျဆိုတော့ဒီကနေပြီးတော့ဒီလိုမျိုးဝင်သွားမယ်ပြီးရင်တခါလဲလမ်းဖောက်ရင်လည်းသွားမှာပေါ့နော်ဒီဘက်ကဒါတကားပေါက်ပြီးတော့ဒီကနေပြီးတော့ဒါတကားပေါက်ဆိုတော့ဒီကနေပြီးတော့ဒီလိုမျိုးထွက်သွားမယ်ဟိုဘက်မှာသူ့ရဲ့custom tree တွေရတယ်တော်တော်လှတယ်ကျွန်တော်သူ့ရဲ့ building style ကိုတော်တော်ကြိုက်တယ် yeah သူကြည့်နေမယ်ဆိုရင်လည်း bro မိုက်တယ် bro ရဲ့အိမ်ကြီးဆိုတော့ဒီဘက်ကနေပြီးတော့ကျွန်တော်ဒီလိုမျိုးလမ်းကိုဆက်သွယ်လိုက်မယ်ပြီးတော့ဒီမှာကကျွန်တော်ရဲ့neighborhood ဖြစ်တဲ့ Brazil ရဲ့အိမ်ကြီးပေါ့နော်ဒါကသူ့ရဲ့အိမ်ကြီးပေါ့သူ interior တွေတော့အဲ့လောက်မလုပ်ထားဘူးနဲ့တူတယ်yeah ဒီမှာဆို custom tree တခုရှိတယ်ပြီးတော့ဒါကသူ့ရဲ့အိမ်ပေါ့နော် yeah တော်တော်မိုက်တယ်ဗျကျွန်တော်သူ့ရဲ့ building style ကိုကြိုက်တယ်ဆိုတော့ဒီအထဲကိုကျွန်တော်အရင်ဆုံးဝင်ပြမယ်ဒီမှာပေါ့နော်ဒါကဒီမှာ Brazil build if you come here please close the door ဆိုတော့ yeah ဟုတ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာသူ့ရဲ့အိမ်ကဒီပုံစံမျိုးစောက်ထားရပေါ့နော်သူက country side ကိုမှတော်တော်ပြောမှဆိုရင်လဲသမားပုံစံမျိုးစောက်ထားတာပြီးတော့ဒီဘက်မှာလည်းအိမ်လေးရှိရယ်ဆိုတော့ကျွန်တော်ပြချင်တာဒါပါပဲအဲ့တော့ကျွန်တော်တို့အိမ်ပြန်ပြီးတော့ကျွန်တော်တို့စောက်ဆရာရှိတာလေးတွေဆက်ဆောင်မယ် let's go yeah အဲ့တော့ bro တွေးလိုက်တဲ့အတိုင်းပဲကျွန်တော်ဗာလဲ Fisherman City မှာ building အသစ်တွေထပ်ဆောက်လာရပေါ့နော်
အားတွေကိုခဏနေကြကြောလိုက်ပြမယ်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့ဒီလိုသွားလိုက်လို့ရှိရင်ဒီကနေဒီမှာဒီလမ်းနဲ့သွားလိုက်လို့ရှိရင်ကျွန်တော်ပြမယ်ဒါကကျွန်တော်တို့ရဲ့အိမ်အသစ်လေးတွေပေါ့နော်ဒါကဒီအိမ်တော်တော်မိုက်တယ်ဗျကျွန်တော်စောက်တဲ့အထဲမှာဆိုဒီအိမ်ကိုကြိုက်ဆုံးဘာလို့လဲဆိုတော့နည်းနည်းဒီဇိုင်းဆန်တယ်ဒါပေမဲ့ interior ကတော့လုံးဝမလုပ်ကြသေးဘူးဘာလို့လဲဆိုတော့ပြင်းလို့နောက်မှလုပ်မယ်ပေါ့နော်ပြီးတော့ဒီမှာဒီအိမ်တစ်ခုရှိမယ်ဒီအိမ်ဆိုကျွန်တော်ပြောမှဆိုရင် cross over လေးလောက်ထားတာပေါ့နော်ဒီကနေပြီးတော့ဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာနည်းနည်းမြင်ရတယ်ပေါ့နော်ဒီအောက်ကတော့ဘာမှမရှိဘူးနောက်မှပဲ interior တွေကတော့အားမှပဲလောက်တော့မှာပေါ့နော်interior လောက်တာလေးတွေဘရိုကြည့်ကျင်သေးလားကြည့်ကျင်သေး comment မှာရေးခဲ့လို့ရတယ်ပြီးတော့ဒီမှာဒီအိမ်ကိုတော်တော်ကြိုက်နေရပဲဒီအိမ်ကတော့အရင်တော့ခုနစောက်သွားပြီပေါ့နော်ဒီအိမ်လည်းမိုက်ပါတယ်ဒီအိမ်ဆိုရင်လည်း interior တွေတော့ဘာမှမလုပ်ကြသေးဘူးဒီဘေးဘက်ဆိုရင်ကျွန်တော်နည်းနည်းအသက်ဝင်အောင်လို့ဆိုပြီးတော့နည်းနည်းဘာညာလေးရွှေချောင်လေးထည့်ထားပါတော့ပြီးတော့ကျွန်တော်ဒီနေရာလဲစောက်ကြအောင်ပါဆိုတော့ကျွန်တော်အခုဘာလုပ်မလဲဆိုတော့ bee farm စောက်ဖို့အတွက်ပေါ့နော်ကျွန်တော်နဲ့ Bromas နဲ့ကစီစဉ်ထားတာပေါ့နော်ဒါပေမဲ့ Bromas ကတော့တိတ်အားလို့နေတူတယ်ဗျကျွန်တော်တက်မလာတာနဲ့ကျွန်တော်အခုမှပဲစောက်လိုက်တော့မယ်ဒါကတော့ Bromas ရဲ့host table ပါနော်ဒီ Bromas ကျွန်တော်ကိုဒီမှာသူဗာလဲမြင်းတစ်ကောင်ပေးထားရပါတော့ဒီမှာကျွန်တော်ရဲ့မြင်းလေးပေါ့နော်ဆိုတော့ bro တို့ကြိုက်တဲ့နာမည်လေးရေးခဲ့ပါကျွန်တော်ကြိုက်တဲ့နာမည်ကိုကျွန်တော်မြင်းမှာပဲရေးခဲ့ပါမယ်ဆိုတော့နည်းနည်းလေးလုပ်ပေးပါဦး ဆိုတော့ကျွန်တော်ဒီမှာ Bromas ရဲ့အိမ်ထဲမှာဒီအိမ်တစ်ခုရှိရပါတော့သူကတော့အိမ်3ခုလောက်တော့စောက်ပွားကြီးဒီအိမ်ကတော့ဒီမှာဒီထဲမှာကျွန်တော်လိုအပ်တာလေးတွေစုထားတာပေါ့နော်ကျွန်တော်တို့ဒီတစ်ခေါက်တော့bee farm ကဘာလို့လိုလဲဆိုတော့ကျွန်တော်တို့ရဲ့building တွေမှာကျွန်တော်တို့ဗာလဲ candle လိုတယ်ပေါ့နော် candle ဆိုတော့ဖျောင်းနိုင်ကတော်တော်ရေးကြည့်တယ်ရမ်းရေးကြီးတာမဟုတ်ဘူးမဲ့ဒါပေမဲ့နည်းနည်းလိုချင်လို့ပေါ့နော်ဆိုတော့ candle လဲလိုချင်တယ်ပြီးတော့ beehive က decoration အတွက်လည်းအရေးကြီးတယ်အားကြောင့်မလို့ကျွန်တော်တို့bee farm စောက်မှာပါဆိုတော့ bee farm ကိုဘာမှစောက်ရင်ကောင်းမယ်ဒီအိမ်နဲ့ကြတော့အဆင်မပြေဘူးဒီကနည်းနည်းမြင်ရတယ်ပေါ့နော်မြင်ရတော့အဆင်မပြေဘူးဒီအိမ်ကဟုတ်တယ်ဒီအိမ်ကအဆင်မပြေဘူးဆိုတော့ဒီအိမ်ထဲမှာပဲစောက်လိုက်မယ်ဒီခဏဆိုတော့ဒီအောက်ကိုလေမြေကြီးလေးနည်းနည်းတူးပြီးတော့စောက်လိုက်မယ်အားဆိုရင်လည်းအဆင်ပြေတယ်ဆိုတော့အဲ့လိုပဲစောက်လိုက်မယ်နော်ဒီအိမ်ကြတော့လည်းအဆင်မပြေဘူးဒီအိမ်လည်းအဆင်မပြေဘူးဒီမှာကြတော့လည်းမကောင်းဆိုတော့ဒီနေရာလည်းမကောင်းဒီဘက်ဒီမှာလည်းတိတ်ပြီးတော့ကြဲဝန်းမရှိဆိုတော့စဉ်းစားတယ်ဘယ်နေရာဆောက်ရကောင်းဒီအိမ်ပဲကြိုက်တယ်ဗျကျွန်တော်ဒီအိမ်ကိုအောက်ကိုမြေကြီးလေးနည်းနည်းတူးပြီးတော့ဒီအောက်မှာပဲစောက်လိုက်ပါမယ်ဆိုတော့ဒီမြေကြီးလေးတူးပြီးလိုဟာလေးလုပ်ပြီးပြန်လာခဲ့ပါမယ်ဆိုတော့ bye ဆိုတော့ကျွန်တော်လိုတာလေးစုပါရင်ပေါ့နော်ဒီအောက်တီလဲကျွန်တော်2 by ဒီမှာဒါဆိုရင်ဘယ်လောက်3 floor လား4 floor လားမသိဘူးအဲ့လောက်မြင်တယ်ပေါ့နော်ဆိုတော့ဒီမှာအဓိကလိုတာကဒီကနေပြီးတော့ဒီမှာ hopper နဲ့hopper ဟုတ်တယ် hopper နဲ့ဒီလိုမျိုး1 2 3 4 5ဟုတ်တယ်ဘာဖြစ်လို့ကျွန်တော်ဒီဟာကို9ခုပဲလုံးမှာပေါ့နော်ပြောမှဆို beehive ကအဲ့လောက်အများကြီးမရှိတာနဲ့ဟုတ်ပါတယ်ပြီးတော့ဒီနောက်တွေကိုဒီလိုမျိုးချမယ်အရင်ဆုံးဒီမှာdark block တော့လိုတယ်ရပြီဒီမှာ dark block okay ရပြီဆိုတော့ dark block ကိုဒီဘက်ကနေဒီလိုမျိုးလေးချလိုက်မယ်ဒါကတော့ temporary block ပေါ့နော်ဒီအိမ်ကြိုက်တဲ့ block သုံးလို့ရတယ်ဒီပြီးတော့အနောက်မှာကကျွန်တော်တို့ redstone တွေချမယ်ပြီးလို့ရှိရင်ဒီမှာလဲ dark block တွေသုံးမယ်ပြီးတော့ redstone တွေထပ်ချမယ်ပြီးရင်ဒီနောက်ကိုနည်းနည်းရှင်းလိုက်အောင်ဟုတ်တယ်ရှင်းရမှာဒီနောက်ကဟုတ်တယ်ရှင်းမှရမှာနော်ဆိုတော့ဒီနောက်ခဏရှင်းလိုက်အောင်မယ်ရှင်းလို့ရှိရင်ဒီကနေပြီးတော့ဒီဟာကဒီဘောတက်ဒီဘောကနေပြီးတော့အဲ့ဆိုရင်
သွားပြီဆိုသွားပြီဆိုတော့ကျွန်တော်နည်းနည်းမြင့်သွားတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ပြန်လုံးနေရတယ်ပေါ့နော်ဒီအောက်ကဒီလိုပြီးတော့ဒီဘောက temporary block ပြောင်းဆိုဒီနေရာမှာက b height ထားမှာပေါ့နော် b height ကိုဒီလိုထားမှာပြီးလို့ရှိရင်အဲ့နောက်ကနေပြီးတော့ redstone ကဒီလိုသွားမယ်ပြီးရင်ဒီလိုပြီးရင်ပြီးဒီမှာကဒီနဲ့3 4 5အဲ့လိုထားမယ်ပြီးရင် redstone ကအနောက်ကနေပြီးတော့သွားမယ်ပြီးရင်ဒီကနေပြီးတော့ဒီမှာဒီ temporary block ထားရမယ်ပေါ့နော်1 2 3 4ဒါတော့မလိုပါဘူးဆိုတော့ပြီးရင်ဒီကနေပြီးတော့ redstone ထပ်ထားရမယ်ပြီးတော့မှဒီဘောကနေပြီးတော့ဒီနေရာလိုသေးတယ်ဒီနေရာတွေကပြန်ဖြတ်ကြမယ်ပေါ့နော်ဒီနေရာကဘာလို့လိုလဲဆိုတော့ redstone trouble ကဒီအပေါက်ပဲရှိရပါတော့ပြီးရင်ဒါလေးကိုဒီလိုမျိုးထားမယ် slab ပဲအရေးကြီးတာ slab ကအရေးကြီးတယ်ပေါ့နော် slab ထားမှရမှာမှ redstone ကဒီမှာအဲ့လိုမျိုးအပေါ်ရောက်မှာပေါ့နော်ပြီးလို့ရှိရင်အဲ့ပေါ်မှာပဲအတူတူပဲ slab ပဲထပ်ထားရမယ်မှာ redstone ကအပေါ်ထပ်ရောက်နိုင်မှာပြီးလို့ရှိရင်ဒီဘောကနေပြီးတော့ဒီနေရာကနည်းနည်းလိုသေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ redstone ပေါ်ရောက်ဖို့ဆိုရင်အဲ့နေရာပိတ်ထားရင်မရောက်နိုင်တော့ဘူးဆိုတော့ဒီလိုမျိုးသွားမယ်ပြီးရင်ဒီမှာ temporary block ကဒီလိုမျိုးဒီလိုဒါနည်းနည်းမှားပါတယ်ပြီးရင်ဒီလို1 2 3 4 1 2 3ဒီနေရာလဲရော့ရပြီပြီးရင်ဒီဘောက1 2 3 4 5 6 9 10 okay ရပြီဆိုရင်ကျွန်တော်ပေါ့နော်ခုနလေးမှာ YouTube ပြန်သွားကြည့်ရတယ်ကျွန်တော်မှားပါတယ်ဆိုတော့ဘာမှားသွားလဲဆိုတော့ခဏလေးကျွန်တော်လုပ်ပြမယ်ဆိုတော့ဒါလေးတွေအရင်ပြန်ဖြတ်လိုက်အောင်ပဲတကယ်ကဒီလိုဒီအရှိကနေပြီးတော့ temporary block မဟုတ်ဘူးဒီနေရာတကယ်ကို block ထားမှာပြီးတော့မှအနောက်ကနေပြီးတော့ redstone creator နဲ့လောက်ကမှာအဲ့ဒါမှအဆင်ပြေမှာပေါ့နော်ပြီးတော့မှဒီကနေပြီးတော့temporary block တွေနဲ့စက်ကမှာအဲ့ဒါကိုကျွန်တော်မှားပြီးတော့လုပ်မိတာဆိုတော့နည်းနည်းလွဲပါတယ်အဲ့တော့ပြန်ဖြတ်လိုက်ရတယ် yeah အချိန်ကုန်မကုန်းတကုန်းပါပဲဆိုတော့ပြီးလို့ရှိရင်ဒီနေရာကb height တွေထားမှာပေါ့နော်ပြီးရင်ဒီနေရာကဒီလိုမျိုးပဲအပေါ်ကနေပြီးတော့ခင်းလိုက်မယ်ပြီးရင်ဒီဘောက redstone တွေထပ်ထည့်မယ်ပြီးရင်ဒါလည်း redstone ပဲထပ်ထည့်မယ်ပြီးလို့ရှိရင်ပြီးတဲ့လောက်တော့ဖြစ်နေပါပြီပြီးတော့ဒီနေရာကဆိုတော့ဒီနေရာကတခုလိုသေးတယ်ဒီမှာတွေ့ပြီဒါကဘာလို့ခေါ်လဲတော့မသိတော့လည်းမခေါ်တတ်တော့ဆိုတော့ဒါကိုဘယ်လိုထားရမလဲဆိုတော့ဒီနေရာလေးအရင်ဖြတ်မယ်ပေါ့နော်ဒီနေရာကb hive ထားမယ့်နေရာဆိုတော့ပြီးလို့ရှိရင်ဒီဘောကနေပြီးတော့ b hive ကိုညှက်ထုံးမယ့်နေရာပေါ့နော်ဒါလေးကိုဒီအပေါက်ကိုအောက်ကိုတက်တဲ့ site ကမှာပေါ့နော်ပြီးလို့ရှိရင်ဒီမှာက9ခုချမယ်ပြီးရင်ဒီနေရာလေးနည်းနည်းတူးလိုက်အောင်ဒီနေရာကတူးမယ်ပြီးလို့ရှိရင်ဒီနေရာလေးနည်းပြန်ဖြည့်ပေးလိုက်ပြီးလို့ရှိရင်ဗမာတော့တွေ့ပြီ glass ကဒီတိုင်းပဲလောက်တာပေါ့နော်ပြီးရင်ဒီအောက်ကကျတော့မြေကြီးထဲမှာမြေကြီးကဘာလို့လဲဆိုတော့ဒီပြားတွေဗာလဲဝီရီစုပ်ဖို့အတွက်ကျွန်တော်တို့ပန်းတွေစိုက်ဖို့ပေါ့နော်ပြီးရင်ဒီဟာလေးအုပ်မယ်ဒါကဒီနေရာကိုဖြတ်မယ်ပြီးရင်ဒီဘက်ကိုလည်းအုပ်ကမယ်ပြီးလို့ရှိရင်ဒေါ်ဗာလဲဒေါ်အောင်ဖြစ်တယ်တကားokay တကားပါဆိုဒီမှာကန်ဖိုင်ရကြီးမှာသုံးမိတယ်ဆိုတော့တကားကိုဒီမှာတက်မယ်မဟုတ်လေဟာဘယ်လိုဖြစ်တာတကားဒီမှာတက်လိုက်တယ်အမလေးခုမှပဲရတော့ဆိုတော့တကားကဒီမှာတက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပန်းရယ်ပြီးတော့ b hive ရယ်သွားယူမယ်ဒီမှာကြံခဲ့တယ်ဒီနေရာကိုလည်း redstone ပေးရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ b hive ထားဖို့ဒီဟာလေးခဏဖြတ်လိုက်အောင်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ဟိုဥစားလေးလည်းထည့်သွားပြီပေါ့နော် b
ပြီးလို့ရှိရင်ဒီမှာက beehive တစ်ခုနှစ်ခုသုံးခုလေးခုငါးခုဒီသုံးခုကတော့ပွားထားတာနှစ်ခုကတော့ပေးရင်ဒါလေးတွေဒီလိုမျိုးနေရာချလိုက်မယ်တကောင်အောင်ထွက်လာပြီပေးပေးရမင်းပေးပေးဒီဘက်လား okay ဆိုတော့ရပြီ yeah ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ပန်းပြန်ထားမယ်ပေါ့နော်ဒီမှာ1 2 3 4 5 okay အဲ့ဆိုရပြီပေါ့နော်ကျွန်တော်တို့ရဲ့ bee farm ကစင်ပြေပြီလို့လည်းပြောလို့ရမယ်အရင်ဆုံးကျွန်တော်တို့ဒီဗာလဲဘီးလေးတွေပွားလိုက်ရအောင်ဆိုတော့ဒီမှာဒီတကောင်ကိုကျွေးမယ်ပြီးရင်ဒီတကောင်ကိုလည်းကျွေးလိုက်မယ်အဲ့ဆိုကလေးတွေမွေးမယ်ဆိုတော့ဒီမှာလိုရမယ့်ဗာလဲပန်းလေးနည်းနည်းယူလာအောင်မယ်နော်ဒီကောင်လေးမွေးဖို့ကနည်းနည်းကြာတော့ကြာမှာဗျဆိုတော့ဒီမှာအနည်းဆုံး73ခုလောက်ဆိုရင်လောက်လာမှာပါနော်မင်းတို့ထပ်ကျွေးလို့ရမရတော့နော်ဒီကောင်တွေကိုလည်းကျွေးလို့မရအောင်ကျွေးလို့မရပါကျွေးလို့လည်းမရဘူးဘယ်လိုဖြစ်တာအေး sorry မှားတာ sorry မှားပါ යි မှားတာအတွေ့ရော့တယ်ရှယ်ရော့သွားပြီဒီကောင်လေးစိတ်ဆိုးရင်အဲ့ဒါအဆင်မပြေဘူးအကယ်၍သူတို့ကလေပြောမစသူတို့ကိုသွားထိလိုက်ပြီဆိုရင်စိတ်ဆိုးရလို့ကျွန်တော်တို့လိုက်တုံမယ်ဆိုရင်အဲ့ပြအနည်းဆုံး9မိနစ်တောင်မကြာဘူးနဲ့လို့ခဏနေကြလဲကြအောင်တေသွားအဆင်မပြေဘူးဆိုတော့အဆင်မပြေဘူးဆိုတော့ဘီဖန်လဲလုတ်ပြီးပြီဆိုတော့ကျွန်တော်တို့အခုခဏလေးကျွန်တော်ဟိုဥစားလေးလုတ်လိုက်အောင်အေးရလေးခဏချလိုက်အောင်ရပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော်အစားအစာလေးနည်းနည်းလုတ်လိုက်အောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲ chest ပေါ့နော်ဘာလို့လဲဆိုတော့ခုနကဘီဖန်မှာကျွန်တော်ကဟောပါတွေရွယ်ထားပြီးတော့ chat ထဲဖို့မေ့ပါတယ်ဆိုတော့ဒီမှာဒီနေရာဝင်မလေးတွေ့လဲနှစ်ကောင်ဝဲကြံတော့ဒီမှာချလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ဟိုဥစားတောင်ရနေပြီဆိုတော့ကျွန်တော်မှာနှစ်ကောင်ပဲကြံပါတော့တယ်ဆိုတော့ဒီကောင်နဲ့ဘေးရောက်မျိုးပွားပါမယ်ဆိုတော့ပြန်ထွက်သွားပြီကျေးဇူးဆိုတော့ဒီကောင်ပဲကျွေးထားတယ် yeah နောက်ကပဲဆက်ပွားလိုက်တော့မယ်ဆိုတော့ကျွန်တော်ဘီဖန်ကတော့အဆင်ပြေတဲ့လောက်တော့ရှိပါပြီ yeah အဆင်ပြေတဲ့လောက်တော့ရှိပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကြီးကလည်းတော်တော်ရှင်းနေပြီအဲ့တော့ yes ကားအများကြီးမပြောဘူးလို့